အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့သတိမင်္ဂလာစေတော့ပြီးဘာတွေပဲခဲ့လဲဆိုတာကိုဖတ်ကြည့်ကြရအောင်နော်ဒါလေးကတော့မွန်တောင်းဒီတကီကြီးကို2000မှာ8000တန်းရေးသီးလေးပါရှင်အရန်စားကောင်းပါတယ်မရုပ်ပါ2500ပေါ့ပါလုံးကြီးတွေကတော့ရှယ်ခဲနော်စားကြည့်စရာလေးကညွတ်တစီ2500ပဲရှိပါတယ်ကျမောက်သီးတွေကတော့ရောင်းနေသူများပါတယ်မင်းကတီကတော့တိတ်စိတ်တိုင်းမကြခဲ့ပါဘူးဒီထဲမှာဆို9000လောက်ရှိရပေါ့နော်နနက်တီးကလည်း2000နဲ့စိတ်ရင်ပေးကျင်တဲ့ပုံပါပဲမင်းကတီးကရှားနေပြီဆိုတော့ဒီလောက်ရတာပဲကျေးဇူးတင်ပါတယ်ကျမောက်တီးကတော့တကယ်စားကောင်းပါတယ်ကဲဒီရီမင်္ဂလာစီဘက်ကိုကြုံရင်တော့တော့ပဲတင်ပါတယ်အသီးတွေကဈေးထဲမှာထက်ဆိုင်တတ်တာလို့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်